ယေရှုတောင်မှန်နဲ့ပြန်တန်းချေရများကောင်းကင်နဲ့ကျယ်ရီကြွေတာမြင်ရတဲ့အခါအင်ကိုလွမ်းလိုက်တာလို့စိတ်ထဲကရေရွဖူးလာကျွန်တော်ကတော့မြေကြီးပေါ်မှာတွေ့တဲ့ဒုတ်တစ်ချောင်းနဲ့အိမ်လို့ရေးချစ်မိလေးရှိပါတယ်အဲ့ဒီတော့စာညောင်းပေးရရေကန်ထဲမှာရေတွေစိမ့်နှမ်းကြည်လင်နေတော့ကန်ထဲမှာငါးတွေအုပ်စုဖွဲ့ကကုခတ်နေကြတော့ကျောင်းတွေနဲ့နှိုက်လိုက်ရင်စားစရာပိုက်ဆံနဲ့လူကျင်တာတွေထွက်ကြနေတော့ညာအိခါနီးဆိုရင်အိမ်ဟာခင်းထားပြီးဖြစ်ပြီးအင်းရှိမကြီးပင်အုပ်ကြီးအောက်မှာညထွက်ထိုင်လို့ကောင်းနေတော့အဲ့ဒီတော့ခြေထောက်အနာလေးပေါက်လဲပူစရာမလိုကိုရီဓာတ်ပေါ်မှာတစ်ခုနဲ့ချစ်မိသွားလဲပြစ်ထားလိုက်အိမ်မှာအဖေနဲ့အမေရှိတယ်အားလုံးရှိတယ်ဆိုတဲ့အရွယ်ပေါ့အဲ့ဒီတော့တကုံတာယာရဲ့ရန်သူမရှိမိတ်ဆွေသာရှိဆိုတဲ့စကားမချားဘူးသေးပေမဲ့မိတ်ဆွေတွေသာရှိသေးတဲ့အရွယ်ပေါ့အိမ်ပြန်ရောက်တဲ့အခါတကဘာလုံးကိုခောက်ထားလို့ရတယ်ဆိုတဲ့အရွယ်ဒေသထဲမှာကြောက်လန့်စရာအထူးမရှိခြောက်လန့်မဲ့သူမရှိကောင်းငယ်အကျယ်ကြီးရှိတဲ့ငှက်ပေါက်လေးရဲ့ကဘာပဲပေါ့အဲ့ဒီတုန်းကကြောင်းသွားတယ်ကစားတယ်ရန်ဖြစ်တယ်ပေါ့အဲ့ဒီတုန်းကအမိဖြောက်ကပတ်စံကြီးခိုးတယ်ဗီဒီယိုခိုးကြည့်တယ်အတန်းထဲမှာစာတော်တယ်လို့မိဘတွေကိုလင်းညာခဲဘူးတယ်ပေါ့အဲ့ဒီတုန်းကငယ်ကျွေးတွေနဲ့ငှက်ပစ်လိုက်တယ်ကြောင်းပြေးတယ်အပြင်စာအုပ်တွေခိုးဖတ်တဲ့အရွယ်ပေါ့နောက်တော့မြည်ရည်တို့စီးစင်းသွားကြလေပြီဆိုတဲ့စာသားဟာကျွန်တော်ဘွားတဲ့လေပြင်းမုန်တိုင်းတွေနဲ့ရောပြီးဝင်ရောက်လာတယ်တစ်ပင်တွေကအယောင်တွေပြောင်းလာရာသီဥတုတွေပြောင်းလဲလာကျွန်တော်အကောင်းကင်လဲမဲမောင်လာခဲ့တာပေါ့ကျွန်တော်အသက်73နှစ်မှာမိမောင်ဝမ်ခွေဦးလေးကရန်ကုန်ကနေရွာကိုအလဲပြန်လာတယ်သူပြန်လိုက်ဖို့ခေါ်တော့ကျွန်တော်ကမလိုက်ချင်ဘူးကြောင်းပြေးဖို့အမတွေကိုအနိုင်ကျင့်ဖို့အိမ်ကအတော်စီကပတ်စံတွေလိန်တောင်းဖို့တကယ်ချင်းတွေကိုအနစ်နာခံဖို့ရွာမှာပျော်နေသေးတယ်ရွာဟာကဘာမဟုတ်ဘူးဆိုလဲကျွန်တော်အတွက်တော့ရွာဆိုတာတက်ရှိဆက်ကြောလာပါပဲအခေါင်းထဲဝင်အိတ်နေရသလိုခေါင်းထဲမှာမွန်းကြံနေခဲ့တယ်မိသားစုဆိုတာကိုစလုံးမပေါင်းတက်သေးခင်မှာကံကြမ္မာကကျွန်တော်တစ်ပင်ငယ်ကိုခုတ်ထစ်ခါမြေပေါ်လှည့်ချခဲ့တယ်နောက်တော့အမေနဲ့အမကဝိုင်းတိုက်တွန်းလို့ဦးလေးနဲ့မြို့စီပါသွားခဲ့တယ်အဲ့ဒီမနက်ကအမေကမျက်ရည်တွေကိုမျက်နှာတုပ်ပေါ်ဟာနဲ့ခိုးတုပ်လို့အဖေကသူ့မျက်နှာဘယ်လိုရှိတယ်ဆိုတာခံမှန်းမရအောင်တစ်ဖက်ကိုလှည့်ထားလို့ကျွန်တော်ကအိမ်ကိုမကြာခဏလှည့်ကြည့်လို့အဲ့ဒီတော့အိမ်ထဲကကျွန်တော်ရေမောတန်တွေဟာလမ်းမပေါ်ပြေးလိုက်လာကြသလိုပဲမနဲ့အစိုးကြီးဆိုပေမဲ့ကျွန်တော်အတွက်အေးချမ်းမနေပဲပူလောင်မဲနံနေခဲ့တယ်တစ်ပင်ဆိုရင်လေကျွန်တော်ကတိရွက်တွေတဖုတ်ဖုတ်ကျွေးကြနေတာပဲဖြစ်မှာငါးတောင်ဆိုရင်လေတဖြည်းဖြည်းခန်းချောင်နေတဲ့ရေတွေတစ်ဖြက်ဖြက်ရုံးကန်က
အသက်ကိုဆယ်ယူနေရတာပဲဖြစ်မှာလမ်းတစ်လျှောက်တွေ့တဲ့မြလူတွေနဲ့တငယ်ချင်းတွေကိုကြည့်ကခေါင်းကိုအောက်ဆိုင်ချပြီးကိုယ်တရားကိုစကလုံးမဲ့ပြန်တူးဆွာနေမိတယ်နောက်တော့ကျွန်တော်လဲအဖေမင်းနဲ့ညီကိုမောင်နှမတွေရဲ့ကျွန်တော်ချစ်ရတဲ့ရှစ်ခေတ်ခက်ဆက်ကြီးတစ်လုံးရဲ့အိမ်တော်ကစောက်တွေထည့်ထားတဲ့ရှေးဟောင်းတစ်တာကြီးရဲ့ကိုထားခဲ့ရတယ်ကျွန်တော်ပြန်ရတာကတော့မျက်ရည်တွေပါပဲအပေါ်မော့ကြည့်တော့နေအောင်ကကျွန်တော်ကြော်ပြင်ပေါ်လောင်းနေပြီမြို့ကြီးပြကြီးမှာကျွန်တော်မနေတတ်ဘူးမျက်လုံးထဲနားထဲအမြဲရှုပ်ရက်ခတ်နေတယ်မနီမဝေးအရက်ကယထာအော်တန်တွေကြောင့်ညာတိုင်းအိတ်မပျော်နိုင်ပဲထထားထိုင်ရတယ်လမ်းပေါ်ထွက်ရင်မပြတ်သွားလာနေတဲ့လူစုလူဝေးတွေကြောင့်စိတ်ပြီးရှုပ်ထွေးရတယ်လမ်းပေါ်ထွက်လိုက်တာနဲ့ကိုလန်းကိုသွားနေတဲ့လူတွေကကျွန်တော်ကိုလိုက်ကြည့်နေတယ်လို့ခံစားရတယ်မလုံးကြုံတဲ့ကြောပြင်ကိုဘသူကအနာခံကာထားပြေးမာတယ်လေအိမ်ကနေအကျော်လော်တွေမကြခဏပုတ်ပြေးတယ်မြို့ကြီးသားတငယ်ချင်းတွေကဝိုင်းရကြတယ်သူတို့အတွက်တောနယ်ဘက်စားတောက်ဆရာတွေကရေစရာတွေဖြစ်နေမှာပါကျွန်တော်အတွက်တော့ရေစရာတွေမဟုတ်ပဲငိုစရာတွေပဲဖြစ်ရတယ်အမြဲတမ်းလေးလံနေပြီးကြကွဲနေတယ်လက်ဖိတ်ဆန်စပွဲတို့ကောင်လေးရဲ့လက်ထဲကလွတ်ကျသွားတဲ့ဖန်ခွက်ဟာကျွန်တော်ပဲနေ့စဉ်ဖြစ်ခဲ့တယ်မျိုးပဲယထာဘုံကလွှင့်ပလိုက်တဲ့စားပြီးသားတဝက်တစ်ပြက်မုံနေတဲ့ပလတ်စတစ်အခွန်တွေဟာကျွန်တော်ပဲအမြဲဖြစ်နေခဲ့တယ်အိမ်ကထွက်လိုက်တာနဲ့ကျွန်တော်ဘယ်သူမှမလို့ချင်ကြတော့ဘူးလားလူအုပ်ထဲတိုးဝေလိုက်လေအမြဲတယောက်တည်းဖြစ်နေခဲ့တာကြာပြီအဲ့ဒီတော့ကအမေရိကန်သမ္မတကလင်တန်ရဲ့သူ့အသွေးရမှုမလေးနဲ့ဖြစ်နေတဲ့ပြဿနာအီရတ်အရေးပါလက်စတိုင်းနဲ့အစ္စရေးကိစ္စတွေဟာနေ့စဉ်သတင်းစာတွေထဲမပါမဖြစ်ပေါ့အဲ့ဒီတော့လက်ဖက်တစ်ခွက်ကို60ကနေ120ဖြစ်သွားတဲ့ကိစ္စဘိုက်ဘူးချက်ပလက်ကားကြီးတွေကိုရန်ကုန်မြို့ထဲမမောင်းခိုင်းတော့တဲ့ကိစ္စမိမကြာခဏပြက်တာရေချိုးစရာမရှိတာအဲ့ဓာတွေအားလုံးဟာကျွန်တော်ပြဿနာတွေကိုမကျော်လွှားနိုင်ကြဘူးညနေတိုင်းရထားတန်လန်းဘက်ကိုတယောက်တည်းသွားထိုင်တယ်မဆုံနိုင်တော့တဲ့ညင်းတိုင်တန်လန်းတစ်ခုကိုကြည့်ကဘာမှမသိတဲ့နာကျင်မှုကိုခံစားရတယ်မမြင်ရတဲ့အဝေးကြီးကိုလှမ်းငေးတယ်ရှေ့ဖြတ်သွားတဲ့ယထာတွေလည်းမမြင်ရခေါင်းပေါ်ကရွေလျားတိမ်တွေလည်းမမြင်ရကောင်းကင်တဲ့ပြန်တန်းနေတဲ့ငှားတောင်ပန်ကိုအားကိုးအားထားပြုပြီးပြန်တန်းနေရတယ်ဆိုရင်အဲ့ဒီတောင်ပန်ကိုလွတ်လပ်နေစေချင်ပါတယ်လွတ်လပ်မှုဟာတိမ်တိုက်တွေရဲ့ဘဝဆိုရင်သူတို့ကိုတစုံတရာနဲ့တုံ့နှောင်မထားပဲလွတ်လပ်စွာရွေလျားနေစေချင်ပါတယ်ဒါပေမဲ့မငင်းဆိုနိုင်ခဲ့ဘူးကျွန်တော်ဟာယေရှုတောင်ပန်နဲ့ပြန်တန်းနေရတဲ့ငှက်ပါကမ်းမမြင်လမ်းမမြင်ပင်လယ်မှာလှိုင်းလုံးတဘိုးတွေပေါ်လူးလွတ်နေရတဲ့လှေငယ်တစ်စင်းပါလေးလံပင်မနေပါတယ်ဘူတာတွေကနေယထာတွေဆောင်းထွက်သွားကြရင်
ဘတ်စကားမှတ်တိုင်ကနေကားတွေရုံးထွက်သွားကြရင်ငှက်တွေပြန်တက်သွားလို့တစ်ကိုင်းတွေလှုပ်ပြီးကြံခဲ့ရင်ကျွန်တော်အတွက်လွမ်းစရာတွေကြီးပါပဲတွေ့ရဒုတ်တစ်ချောင်းနဲ့မြေကြီးပေါ်ပဲအချိန်ပဲကောက်ချစ်ချစ်အိမ်လိုပဲရေးမိနေတယ်မိသားစုရဲ့အဝေးမှာညအိယာဝင်ချိန်တိုင်းဆောင်းချုံထားလေမလုံခြုံတော့ပါဘူးအရာရာအကောင်းမြင်စိမ့်နဲ့ဖြစ်နေရမယ့်အရွယ်မှာကျွန်တော်ကောင်းကင်ဟာမှောင်မဲနေခဲ့ပါတယ်နောက်တော့အရင်လိုရံမဖြစ်တတ်တော့ဘူးရံဖြစ်ရင်လေအရင်လိုကျွန်တော်ရှိရာစာသင်ခန်းထဲလာကူပေးမဲ့အမလည်းမရှိတော့ပါဘူးပိုက်ဆံတွေလည်းခိုးမသုံးတတ်တော့ပါဘူးနားလည်းခွင့်လုပ်ပေးမဲ့အမေနဲ့အဖွားရဲ့ဖျောက်ကပိုက်ဆံတွေကလည်းအဝေးမှာကြံခဲ့ပါပြီဘလို့မှနေထိုင်လို့မရတဲ့အစိုးရှိတဲ့ပိုက်ဆံလေးနဲ့လူကြီးတွေမသိအောင်ကက်ဆက်ပေါက်စလေးပြေးဝယ်တယ်နားထောင်မိသမျှတခြင်းတွေဟာကျွန်တော်မျက်ရည်ကိုဆွဲယူနေကြတာပဲရုပ်ရှင်နဲ့ကာတွန်းတွေမကြိုက်တတ်တဲ့ကျွန်တော်ဟာတခြင်းတွေကိုတစ်ခုတည်းသောအားကိုးရာအဖြစ်ခေါင်းရင်းမှာထားအိတ်ခဲ့တယ်လက်တဲ့ပတ်စံလေးရလာရင်အဲ့ဒါတခြင်းအစ်စ်ခွေအစ်စ်ပြေးဝယ်ဖို့ပဲနောက်တော့ဟန်ဆောင်တက်လာခဲ့တယ်ဟန်ဆောင်တက်ဖို့အတွက်ကျွန်တော်စူးစမ်းပြီးတင်ယူခဲ့တယ်တငယ်ချင်းတွေကြားထဲမှာအသေးနုတဲ့ကောင်မိမဆန်တဲ့ကောင်လို့အထင်မခံနိုင်ပါဘူးအဲ့ဒါနဲ့ဒေချင်းရဲ့တကားများနဲ့ဆုံးမတခြင်းတွေကိုအိမ်သားတဲ့အော်ဟစ်နေခဲ့တယ်တငယ်ချင်းတွေကြောင့်ဂျစ်ပစီမိုးတင်ကိုအော်ဆိုနေခဲ့တယ်ဒိုလုံးနဲ့စိုးလွင်လွင်ရဲ့တခြင်းတွေကိုကျောင်းစာအုပ်တွေကြားတယ်မြင့်ညက်ထားခဲ့တယ်အိမ်ကိုဘာမှမပူကြတော့နဲ့ပြန်မလာတော့ဘူးလို့စာပြန်ရေးခဲ့တယ်အဲ့ဒီစာရွက်ပေါ်ကမျက်ရည်တွေကိုတော့ဘယ်သူမှမမြင်ခင်ကျွန်တော်ပြန်တုပ်ထားခဲ့တယ်အိမ်ကိုမပြန်ဖြစ်တာကြာတော့ဝတ်သမျှအဝတ်အစားတော်သမျှအရာတွေနဲ့ထိမိသမျှအရာအလုံးအိမ်လိုပဲလားလာထင်းနေတယ်ဆာလောင်လုံးလို့ဘလို့မှမနေနိုင်တော့အိမ်ပြန်ရောက်လာတယ်အိမ်ကတော့ရာစုနှစ်တွေကဘာစစ်တွေဘလောက်ဖြစ်ခဲ့ပြက်ခဲ့မပြောင်းမလဲအိမ်ဖြစ်နေသေးပါပဲဒါပေမဲ့ကျွန်တော်ကပြောင်းလဲနေခဲ့ပြီဟိုစားတွေဖဲဆိုပစ်ခဲ့တယ်ဘေးအိမ်တွေလှဲ့အိမ်နေခဲ့တယ်အမေကိုအယူဖြစ်အောင်လုပ်နေတာလားတဲ့အိမ်ကိုပြန်မအိတ်တဲ့နေ့တွေဆိုအမေကသပင်ဖားလျားချကဝတ်စားဖျို့ဖျဲနဲ့တိမ်တက်တိမ်ဆင်းဆွေမျိုးတွေအိမ်လိုက်ရှာနေခဲ့တယ်မိဘနဲ့ညီကောင်ပေါင်းတို့မတွေဆွေမျိုးတွေနဲ့နေထိုင်ရမယ့်အရွယ်မှာကျွန်တော်ကဂျိုဘက်လမ်းကြောင်းမှားပြီးပြန်တန်းနေရတဲ့ဒဏ်ရာထက်ထက်ရနေတဲ့တက်ရှိပြန်တန်းဂျိုမွားလေးပါ
စကားမပြောဖြစ်တော့ဘူးဆိုတာလဲကျွန်တော်ပြဿနာတွေဟာစကားလုံးတွေနဲ့မလုံလောက်တော့လို့ပါအဲ့ဒီတော့လာရဝင်အလှလဲမော့မကြည့်ဖြစ်တော့နေအောင်ရဲ့အရေးကိုတောင်လမ်းပြီးကြောက်တုံးပေါ်တင်ပြီးခြေထောက်နဲ့ကမ်းထုတ်ပစ်ခဲ့တယ်တိုက်ခတ်မုန်တိုင်းနဲ့လွင့်နေတဲ့ရေစိုးတောင်ပန်နဲ့ငှက်တကောင်ပုံကိုရေးဆွဲထားတဲ့ပကြီကားရှင်ကျွန်တော်ဝယ်သိမ်းထားကြပါတယ်ညနေခင်းနဲ့ပြက်ချသွားတဲ့ဆွန်တွေကိုကြည်ရင်ကျွန်တော်ဟာအရွက်တက်ရေမောနေတတ်ခဲ့ပါပြီနောက်တော့တမျိုးပြီးတမျိုးကျွန်တော်ကိုညှိုချခဲ့ကြတယ်တလန်းပြီးတလန်းကျွန်တော်ကိုယူထမ်းခဲ့ကြတယ်နောက်တော့ Westlife အဖွဲ့ရဲ့ငါမှအိမ်မက်တစ်ခုရှိတယ်ဆိုတဲ့တခြင်းနဲ့မိုက်ကယ်လန်ရဲ့25မိနစ်တခြင်းတွေဟာကျွန်တော်ရဲ့ចောင်းစာကိုဖြစ်လာတယ်ကျွန်တော်ဘောမှာဘာမှမဖြစ်တော့ဘူးပြောဖို့တခုခုဖြစ်အောင်လုပ်ပြရမယ်ဆိုတာသိလာတော့ကျွန်တော်တက်ကြွလာခဲ့ဘူးပါတယ်အမေကပတ်စံလိုရင်မှားနော်လို့ပြောပေမဲ့လေပြင်းပြင်းထဲပေါ်ပါလဲမို့လို့လွင့်နေဖို့စီးနေတဲ့ရေထဲတစ်ကန်းကြောက်လို့မျောနေဖို့ရွေးချယ်ပစ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာအိမ်ဟာအမြဲရှိနေခဲ့ပါတယ်အဖေကနာမည်ကိုမခေါ်ပဲလူလေးလိုပဲအတန်ကိုဖြော့ပြီးခေါ်တာအမေကအဖေမသိအောင်မုံဖို့ခိုးပေးတာတငယ်ချင်းတွေနဲ့ငှက်ပြစ်ထွက်ရင်အမေရဲ့ပြည့်ရဒုတ်ချောင်းနဲ့ကောက်ရိုက်တတ်တာအဖွားရဲ့ဖျောက်ကပတ်စံတွေခိုးယူသုံးတာကျွန်တော်တောင်းဝန်ကြတဲ့အလုပ်တွေကိုအမကကူလုပ်ပေးတတ်တာအကောင်းမြင်မယ်ဆိုရင်အကောင်းမြင်လို့ရပြီးအဆိုးမြင်မယ်ဆိုရင်လည်းအဆိုးမြင်စရာပါပဲဘူလောင်ရီခိုးငွေတွေနဲ့ခုံမောင်းနေရတဲ့ဦးဟောင်းရထားဟာကျွန်တော်ပါလင်းယုံငှက်တွေဟာဆက်ပြီးအသက်ရှင်ဖို့သူတို့နှုတ်သီးကိုကြောက်ဆောင်နဲ့ရိုက်ချိုးခဲ့ကြတာတဲ့ရန်သူဓာတ်တန်ရအထက်ထက်နဲ့တိုက်ပွဲဝင်နေရသူဟာကျွန်တော်ပါနောက်တော့အိမ်ကိုခဏပြန်ရောက်ပါတယ်ဒီတစ်ခေါက်အိမ်ပြန်ရောက်တော့ကျွန်တော်ကဆက်ရုပ်ဖြစ်နေပါပြီလူတယောက်ဟာချစ်ရင်ချစ်တဲ့အကြောင်းပြရမှာပေါ့မုန်းရင်မုန်းတဲ့အကြောင်းမူရနဲ့ဖြစ်ဖြစ်ပြရမှာပေါ့အမေအနေနဲ့ကျွန်တော်ကိုကြည့်ပြီးတခုခုဆုံးရှုံးသွားတယ်လို့ခံစားနေရမလားဆိုတာကျွန်တော်မသိတော့ပါဘူးကျွန်တော်ကချစ်တာကိုလည်းချစ်တယ်လို့မပြောတတ်တော့ဘူးကျွန်တော်ကဆက်ရုပ်ဖြစ်နေပြီးမပြုံးတတ်တော့ဘူး2 လလောက်ကြာတော့အမေကပြန်တော့ဖို့ပြောတယ်ငါသားအိမ်မှာနေဒေါသဖြစ်မှာပေါ့မြို့မှာနေမှမျိုးသားဖြစ်မှာပေါ့တဲ့ထူအိမ်နဲ့အမေရဲ့ဒုက္ခအိုးလေးဟာကျွန်တော်ရဲ့ကျမ်းစာကိုအသက်ဖြစ်လာခဲ့ပြန်တယ်အသားတွေစုပ်ပြက်လာစိတ်တွေနာကျင်ပေါက်ပြဲလာခံစားချက်တွေထုံထိုင်းအေးဆက်လာ
ဒီကုလုံးတန်ရန်တန်ချက်တွေနဲ့ပြည့်နှက်လာတဲ့အခါဒီထက်လေဆုံးရှုံးစရာမရှိတော့ပါဘူးရေဆိုတောင်ပန်နဲ့အငှက်မှာမြားလေးမှန်ထားပြီးပါပြီဘာမှထက်ရေးသားလို့မရတော့တော့အောင်ကျွန်တော်ကရေဆိုစာရွက်ဖြစ်နေပါပြီအချိန်ကိုနောက်ပြန်လှည့်လို့မရတော့ခေါင်းရဲ့နာရီကိုလည်းမကြည့်ပြတော့ပါဘူးတောင်ပန်အစ်စ်ပေါက်လာမယ်ဆိုရင်ကျွန်တော်တောင်ပန်အဟောင်းကိုဓာတ်အထက်ထက်နဲ့ချွတ်ခွာပစ်ချင်ပါပြီဘယ်ငှက်ကများရေဆိုတောင်ပန်နဲ့ဆက်လက်ပြန်တန်းနေခြင်းပါလေပြင်မနေပြီတနေရာရာမှာပြစ်လေချခြင်းနေပြီလေပြင်းမုန်တိုင်းတွေကြားတယ်ရေဆိုတောင်ပန်ကတော့လေတွေကိုတောင်ပန်နဲ့ရိုက်ပြီးနာကျင်စွာပြန်တန်းနေသေးပါပဲဒီလောကမှာရေနေတဲ့မျက်နှာနဲ့ငိုးနေတဲ့နှလုံးသားဆိုတာတကယ်ရှိပါတယ်ရေရတဲ့စကလုံးနဲ့ငိုနေတဲ့အသွေးအသားဟာအသေးချာရှိပါတယ်ပြောစရာစကားတွေအဆမတန်များပြားတဲ့နေမှာနေ့စဉ်တန်ရာကြီးစာအုပ်ထဲအိမ်လိုလဲတလုံးနဲ့ရေးထားခဲ့ဘူးပါပြီစကလုံးတွေအများကြီးအသုံးပြုရတာနဲ့ဆိုင်ရင်အဲ့ဒီလိုအိမ်လို့တလုံးနဲ့ရေးလိုက်တာအပြည့်စုံဘာသာစကားပဲလို့လဲနားလဲလာပါပြီဘဝမှာလိုချင်တာဘာမှလိုချင်တာမရတဲ့အခါနောက်ထပ်ဘာတစ်ခုမှလည်းမလိုချင်တော့ပါဘူးဆောင်းဝေနှမောက် Family Life Magazine ဖေဖော်ဝါရီလ2019